အမမေတမိုင်းတစ်လျှောက်အကျန်းဆုံးပွဲ9ပွဲအားလုံးပဲမင်္ဂလာပါဘာမေအမမေ channel မှာပြန်လဲကြိုဆိုလိုက်ပါအမမေတမိုင်းတစ်လျှောက်လုံးရဲ့အကျန်းဆုံးပွဲ9ပွဲပြပြပေးသွားမှာဖြစ်လို့မိတ်ဆွေတို့အားပေးတဲ့ fighter တွေလည်းပါလာနိုင်ပါတယ်ဗီဒီယိုလေးအဆုံးထိကြည့်ပြီးတောင်းဆိုချင်အကျန်းဆုံးပွဲနံပါတ်5 UFC 268မှာထိုးသက်သွားခဲ့တဲ့ Justin Gaethje နဲ့ Michael Chandler တို့ရဲ့ပွဲပဲဖြစ်ပါတယ်ဒီပွဲကတော့တာမီလူသားနဲ့ရောက်ထိထိုက်တွေးဆုံတဲ့ပွဲလို့လည်းမမားပါဘူး။အော်ကျန်းဆုံးနံပါတ်9နေရာမှာရောက်နေရလဲဆိုတော့3စီစလုံးတစ်စက္ကန့်မှမနာပဲပြင်းထန်ဆုံးလက်တီးချက်တွေကန်ချက်တွေနဲ့လဲပြုတ်ပြီးကိုအပြင်းဆိုင်ထိုးသက်ခဲ့ကြတာဖြစ်ပါတယ်။ကြီးရလည်းရင်ခုန်ဖို့ကောင်းလို့ကြောက်ဖို့လည်းကောင်းပါတယ်။ပထမချီပွဲစားကလေးကနေအောင်စလုံးအချိန်ဟုန်ပြင်းနဲ့ထိုးသက်ခဲ့ကြတာဖြစ်ပါတယ်။ဒုတိယချီမှာတော့ Justin Gaethje ကပွဲကိုပို့ပြီးထိန်းချုပ်လာနိုင်တယ်လို့ဆိုလို့ရပါတယ်။အမရဆုံးခိုက်တန်တစ်ခုကတော့ Justin Gaethje ရဲ့ပြင်းထန်တဲ့အပါကတစ်ချက်ကြောင့်ချန်နာလဲကျသွားတာပဲဖြစ်ပါတယ်။ချန်နာလည်းလဲကျသွားပြီမဲ့ချက်ချင်းပြန်ထားနိုင်ခဲ့ပြီး Justin Gaethje ရဲ့ဆံမပြတ်တိုက်ခိုက်မှုတွေကိုကာကွယ်နိုင်ခဲ့ပါတယ်။နောက်ဆုံးချီမှာတော့နှစ်ယောက်စလုံးမောနေပြီမဲ့ထိုးနေတာတော့လုံးဝမရက်တန့်သွားခဲ့ပါဘူး။ချန်နာပရိသတ်တွေကိုလမ်းအခြေခံပြပြီး Justin Gaethje ကိုလာသမ်းမှာထိုးသမ်းမှာဆိုပြီးတော့အဲ့လိုစိန်ခေါ်ပြီးရှေ့ကိုတိုးလာတဲ့မြင်ကွင်းကြီးကလူပြောအများဆုံးဖြစ်ခဲ့တယ်လို့လူကြိုက်အများဆုံးလည်းဖြစ်ခဲ့ပါတယ်။ Justin Gaethje ကတော့စိတ်အေးနဲ့တီးကြတဲ့လက်တီးချက်တွေခြေခံချက်တွေကိုတုံးပြီးတော့ပဲဆက်လက်တိုက်ခိုက်ခဲ့ပါချန်လာကလည်း Justin Gaethje ကိုမြေပြင်ပေါ်ပစ်ချပြီးစရိန်တစ်ချိန်လုံးနိုင်ခဲ့ပါတယ်။ Justin Gaethje ကလည်းချက်ချင်းပြန်ထပြီးတော့ပြန်လဲတိုက်ခိုက်နိုင်ခဲ့ပါတယ်။15မိနစ်လောက်ဒီနေ့တော့တွေးထွက်တန်ရုံနဲ့ထိုးသက်တိုက်ခိုက်ပြီးတဲ့နောက်မှာတော့ဒိုင်လူကြီး3ဦးစလုံးကအမတ်ပေးစနစ်နဲ့ Justin Gaethje ကိုပဲအနိုင်ပေးခဲ့တာဖြစ်ပါတယ်။အကျန်းဆုံးပွဲနံပါတ်4ဒီပွဲတော့ပြည်သက်တွေအားလုံးသိထားတဲ့ပွဲပါ2018ခုနှစ်မှာထိုးသက်ခဲ့တဲ့ online instant နဲ့ Japan fighter Kan Hasegawa တို့ရဲ့ပွဲပဲဖြစ်ပါတယ်ဒီပွဲ1 championship တမိုင်းရှောင်းမှာအကျန်းဆုံးပွဲဖြစ်ပါတယ်မြန်မာနိုင်ငံရန်ကုန်မြို့တူးနာအားသာဝင်းမှာထိုးသက်ခဲ့တဲ့ပွဲပါဘာကြောင့်အကျန်းဆုံးနံပါတ်4နေရာဖြစ်နေတာလဲဆိုတော့ Japan fighter Hasegawa လက်ရှိတော့ online instant တဲ့လူကောင်လေးကြီးလို့ထိုးကြည့်လည်းကောင်းပါအားကြီးစလုံးနှစ်ယောက်လုံးမောဟိုက်နေပြီစတန်ဖိုက်တီတန်ကိုပြန်လည်ထိုးသက်ခဲ့ကြတာဖြစ်ပါတယ်။နှစ်ယောက်စလုံးရဲ့မျက်နှာတွေကမြင်တွေ့ရတဲ့အတိုင်းဖူးဖောင်းရောင်ကိုင်းနေတဲ့အထိကိုမြင်မနာထိုးခဲ့ကြတာဖြစ်ပါတယ်။အကျန်းဆုံးခိုက်တဲ့ကတော့9ချီမြောက်မှာနှစ်ယောက်စလုံးအားကုန်နေပေမဲ့အွန်လိုင်းဆန်နောက်ဆုံးလက်ကျန်အားနဲ့ဟာစီကာဝါကိုအပါကတ်တလုံးပစ်ကျွေးလိုက်တဲ့အချိန်မှာဟာစီကာဝါလဲကျသွားတဲ့အခိုက်တန်တကယ်ကိုရင်သက်ဖြူမဟုတ်ခွင့်အကောင်းပြီးကြောက်စရာကောင်းတဲ့မြင်ကွင်းဖြစ်ပါတယ်။အော်လာဆန်9ချီမြောက်မှာလဲထိုးနဲ့နိုင်ရပြီးသူ့ရဲ့ချန်ပီယံကပတ်ကာကွယ်မှုဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ဒီပွဲက1ချန်ပီယံရှိရဲ့2018ခုနှစ်အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ရွေးချယ်ခံခဲ့ရပါတယ်။ယခုချိန်ထိလည်း1ချန်ပီယံရှိမှာအကောင်းဆုံးပွဲတစ်ပွဲဖြစ်နေစေပဲဖြစ်ပါတယ်။နံပါတ်3 UFC 229မှာထိုးသက်သွားတဲ့ Conor McGregor နဲ့ Khabib ရဲ့ပွဲကိုတော့အားလုံးသိကြမယ်လို့ထင်ပါတယ်။ဒီပွဲက MMA တမိုင်းမှာကြီးစုသူအများဆုံးဖြစ်သလိုမုန်းတရားတွေအများဆုံးနဲ့ထိုးသက်ရတဲ့ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။ဘာကြောင့်မုန်းတရားတွေအများဆုံးနဲ့ထိုးသက်ရတဲ့ပွဲတစ်ပွဲလို့ပြောလဲဆိုရင်တော့ဒီပွဲမတိုင်ခင်က Conor McGregor က Khabib ရဲ့မိသားစု Khabib ရဲ့ဘာသာရေး Khabib ရဲ့နိုင်ငံကိုစော်ကားပြောဆိုခဲ့လို့ Khabib ကတော်လေးဒေါသထွက်နေခဲ့တာဖြစ်ပါတယ်။ထုံးစံတိုင်းပွဲစားတာနဲ့ Khabib ကချက်ချင်းဆိုလို့ Conor ကိုခြေထောက်လိုက်ဆွဲပြီးမြေပေါ်လဲချဖို့အတွက်ကြိုးစားခဲ့ပါတယ်။ Conor လည်းအကောင်းဆုံးခုခံနိုင်ခဲ့ပေမဲ့Khabib ရဲ့နဗန်းတက်ကွက်တွေကြောင့်ပထမပိုင်းတစ်ပိုင်းလုံးကမြေပြင်ပေါ်မှာအချိန်ကုန်သွားတာများပါတယ်။ Khabib ကတာစီးရနေတယ်ဆိုပေမဲ့လည်း Conor McGregor ကိုပြင်းထန်တဲ့ဒဏ်ရာတွေရစီလောက်ထိတော့မဖြစ်ခဲ့ဘူးပေါ့။ဒါတော့မှချီပါ။ဒုတိယချီမှာတော့အားလုံးအော်သွားစီလာနဗန်းသမားဖြစ်တဲ့ Khabib က Conor McGregor ကို overhand right ညာလက်သီးနဲ့အလဲထိုးပြီး knockout ကျလို့နီးဖြစ်တဲ့အထိထိုးနိုင်ခဲ့တာ။Conorရိုင်သွားတဲ့အချိန်မှာလည်း Khabib ကမြေပြင်ပေါ်လဲချပြီးတော့ ground and pound စနစ်နဲ့ဒရက်ဆက်တိုက်ခိုက်ဖို့အတွက်ပြင်ဆင်ပါတယ်။ Conor တယောက်ဒီချီမှာတော့တော်တော်လေးအထိနာသွားတယ်လို့ဆိုရမှာဖြစ်ပါတယ်။အဲဒီချီမှာတော့ Khabib ကနဗန်းမတက်ပဲ Conor နဲ့ stand fight ရှင်ပြီးအပြန်အလှန်ထိုးတက်ခဲ့ကြပါတယ်။ Conor ကသူ့ရဲ့လက်တီးချက်တွေနဲ့အမတ်ပြန်ရအောင်ကြိုးစားခဲ့တဲ့အချီဆိုရင်လည်းမမှားပါဘူး။ Khabib ကိုအနည်းငယ်ဖိအားပေးနိုင်ခဲ့တော့အမတ်စုဆောင်းနိုင်ခဲ့တဲ့ချီလို့လည်းပြောလို့ရပါတယ်။ရှိုးရာချီမှာတော့ Conor ကို Khabib ကထိတ်တောင်လုပ်နိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ Khabib က Conor ရဲ့နောက်ကျောဘက်ကနေနေရာယူပြီးလေဝင်းကိုညှစ်ပြီးအဆုံးသတ်ခဲ့ပါတယ်။ Conor မခံနိုင်တော့ဘဲနဲ့အရှုံးပေးလိုက်ရပါတယ်။ဝယ်ပြီးချင်းပဲ
Kabi ကလောင်အင်းကနေခုံထွက်ပြီးတော့မက်ဂရီဂေါ်ရဲ့ဖွဲ့သားတွေကိုတွားရောက်ထိုးနှက်ခဲ့တာအားလုံးသိကြမယ်လို့ထင်ပါတယ်။ဟာဘီရဲ့ဖွဲ့သားတွေကလည်းလောင်အင်းကိုပြေးဝင်လာပြီးကွန်နာမက်ဂရီကိုဝိုင်းထိုးခဲ့ကြပါတယ်။ဒီပွဲက MMA တမိုင်းရှော့မှာမဲဆက်တစ်ခုဖြစ်သွားခဲ့ပေမဲ့အကျန်းဆုံးနဲ့နာမည်အကြီးဆုံးပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။နံပါတ် UFC 165မှာထိုးသားခဲ့ရတဲ့ဂျွန်ဂျုံနဲ့ Alexander Gustafsson တို့ရဲ့ light heavyweight တိုင်းအကောင်းဆုံးပွဲဖြစ်ပါတယ်။ဘာလို့ကျန်းဆုံးနံပါတ် 2ဖြစ်နေရလဲဆိုရင်တော့နှစ်ယောက်စလုံးကတယောက်အလဲထိုးနိုင်ခြင်းမရှိပဲ၅ကြီးအပြည့်အထိကိုပြန်လာပညာပြခဲ့ရတဲ့ပွဲဖြစ်ပါတယ်။ဂျွန်ဂျုံတယောက်ကပထမဆုံးချိန်ဒူးထောက်လူနီးပါးထိကိုထိနာခဲ့တဲ့ပွဲလည်းဖြစ်ပါတယ်။ဒီရက်ဆိုတာနှစ်ယောက်စလုံးပွဲပြီးသွားတဲ့အချိန်မှာနှစ်ယောက်စလုံးကိုဆေးရုံတန်းပို့လိုက်ရတာဖြစ်တယ်။အဲ့ဘက်ကစတန်ကဂျွန်ဂျုံပထမဆုံးချိန်မြေပြင်ပေါ်လဲကျနိုင်အောင်လုပ်နိုင်ခဲ့ပါတယ်။အားကြီးပတ်လုံးပြန်လည်ထိုးနိုင်ခဲ့ပါတယ်။နှစ်ယောက်လုံးမျက်ခုံးတွေမျက်လုံးတွေပိတ်တဲ့အထိကိုထိုးခဲ့ကြတာ။ဂျွန်ဂျုံကပွဲပြီးမှဒါငါးဘွားရဲ့ပြင်ပန်းဆုံးနဲ့အခက်အခဲဆုံးတိုက်ပွဲပဲလို့တော့မှဝန်ခံပြောဆိုခဲ့ရပါတယ်။ဒီပွဲမှာဂျွန်ဂျုံကအမှတ်နဲ့ကန့်နိုင်နံပါတ် UFC 189မှာထိုးခဲ့တဲ့လော်လာနဲ့မက်ဒေါ်နယ်တို့ရဲ့ပွဲဖြစ်ပါတယ်။ဒီပွဲကို The War of the Age လို့တော့တင်စားကြပါတယ်။လော်လာချန်ပီယံကာကွယ်ရတဲ့ပွဲဖြစ်ပါတယ်။ဒီပွဲက MMA သမိုင်းမှာအကောင်းဆုံးနဲ့အကျန်းဆုံးပွဲလို့တော်တော်များများသတ်မှတ်ထားကြတာဖြစ်ပါတယ်။ဘာကြောင့်အကျန်းဆုံးပွဲဖြစ်နေရလဲဆိုရင်တော့ပထမ2ချီမှာတော့ပုံမှန်တိုင်းလူတစ်ပြန်ကိုယ်တစ်ပြန်ထိုးရင်းထင်တော့ပွဲမကျန်းသေးပါဘူး။ဒါပေမဲ့တတိယချီကနေစပြီးနေရာစလုံးတွေးထက်တန်ယူပြီးဖြစ်ပြီးစုပ်ပြတ်တက်ကုန်တာပါ။လော်လာရဲ့ပေါ်နှခမ်းကလည်းမက်ဒေါ်နယ်ရဲ့လက်တီးချက်ကြောင့်ထပ်ပိုင်းပြက်လူနီးနီးကြီးကိုကွဲထွက်သွားခဲ့တာ။တစ်ဖက်မှာမက်ဒေါ်နယ်ရဲ့နှာခေါင်းကလည်းအထက်ကိုချဝင်သွားပြီးတော့ကျိုးထွက်သွားခဲ့တာဖြစ်ပါတယ်။ဆောင်းကျန်းတဲ့ခိုက်တန်ကတော့ဇရုဒ္ဓချီအပြီးမှာတယောက်နဲ့တယောက်ပေးရတန်ယူဖြစ်နေတဲ့မျက်နှာတွေနဲ့တယောက်ကိုတယောက်စိုက်ကြည့်နေတဲ့ခိုက်တန်ကြီးMMA သမိုင်းတစ်ခုလုံးကကြောက်ရကောင်းဆုံးနဲ့အလေးစားဆုံးပုံကြီးတစ်ခုဖြစ်ခဲ့ပါတယ်။နောက်ဆုံးချီမှာတော့လော်လာရဲ့လက်တီးချက်ကမက်ဒေါ်နယ်ရဲ့ကျိုးနေတဲ့နှာခေါင်းကိုထပ်ထိသွားခဲ့ပြီးမက်ဒေါ်နယ်ကြောက်လာခြင်းမှုတောင်မအောင်ခံနိုင်တော့ပဲလဲကျသွားခဲ့ပါတယ်။ဒါကြောင့်ပဲဒီပွဲကိုလော်လာကဒီ KO နဲ့နိုင်သွားခဲ့တာဖြစ်ပါတယ်။ဘာဖြစ်လို့ဒီပွဲတွေကိုအကျန်းဆုံးပွဲတွေဖြစ်သတ်မှတ်တာလဲဆိုရင်တော့ဒါမှလူတွေဆိုရင်တတိလစ်သွားလောက်တဲ့အထိဒဏ်ရာတွေရနေတာတော့မှနောက်မဆုတ်ပဲအနိုင်ရလို့စိတ်တစ်ခုတည်းနဲ့အပြိုင်ဆိုင်ကြမ်းတမ်းတိုက်ခိုက်ခဲ့ကြတဲ့ကြောင့်ဖြစ်ပါတယ်။ကျွန်တော်ကြိုက်ဆုံးပွဲစဉ်တွေကိုရွေးချယ်ထားတာဖြစ်လို့နေငယ်မှားရင်သွားရင်လည်းခွင့်လွှတ်နားလိုက်ပေးဖို့မြစ်တာရက်ခံလိုပါတယ်။ Channel လေးဖြစ်လို့ like and subscribe လေးလုပ်သွားဖို့လည်းမျှော်လင့်ပါတယ်